တငယ်မလာဆုံးဖြစ်ပေမဲ့လာပါလေဆိုနေမှာရှက်ပြုံးလေးနဲ့ကြည်၍နေပြန်နေယုံမှာကွယ်မြောက်ခပဲငါဘူးရီမပြောတဲ့အတွက်ရှုံမြောင်စိတ်ဆန်းနဲ့အေးရန်နဲ့ဟော်ရီရွာမှာကွယ်ဒီပြေးလိုက်တာနေလားဒီမြေလိုက်တာချွန်နေရလားကွယ်ဖြစ်ပေမဲ့ကြည်တော်ရတရားလုံးမှာဒီတငယ်မလာဆုံးဖြစ်ပေမဲ့လာရဲဆိုနေမှာရှက်ပြုံးလေးနဲ့ကြည်၍နေရနဲ့ယုံမှာကွယ်မြောက်ခပဲငါဘူးရီမပြောတဲ့ရှုံမြောင်စိတ်ဆန်းနဲ့အေးရန်နဲ့ဟော်ရီရွာမှာကွယ်ကြည်မြည်လိုက်ခါချောနေသလားကြည်မြည်လိုက်ခါလာနေရလားဒီတနေ့မှလာဆုံးဖြစ်ပေမဲ့အလူရင်းဆိုရတော့အခါရလဲသူမြေပါတယ်ရွာမှာရှင်လောက်လဲတော့ကွမ်းတော်ပန်းတော်မြေကိုင်ငါရဲ့အလူရင်းဆိုရတော့အခါရလဲသူမြေပါတယ်လက်ထက်တဲ့မင်္ဂလာခါများကွယ်တို့သမီးမျိုးပေါ်ဖြစ်နေတွေ့ရပြီဦးမေဒီမှာတငယ်မရဲ့မင်းကိုတို့တို့မိမယ်အဖေကိုတူလို့လှနေတာလားအမေကိုတူလို့လာနေတာလားဘယ်သူနဲ့တူလို့လာတာဖြစ်ပါစေကွယ်ကြည်တော်ကမြမမလေးမြမလူလာတာဂုံယူရကောင်း
ပိုက်ဆံပေါ်တာပြောရတဲ့ဇမူရီပါဏိမိတ်တာတဲ့ကျမ်းမာရေးနဲ့တတိဝါဒလူကျွန်တော်မပေးယရနာခဏပါရဲ့နဲ့မော်တော်ကားလေးစီမဲစင်ရတာနာမလဲမင်းမွဲမှာသွားမယ်ခွေယရနာခဏပါရဲ့နဲ့မော်တော်ကားလေးစီမဲစင်ရတာနာမလဲမင်းမွဲမှာသွားမယ်အပေါင်းပါများရဲ့နဲ့ကောင်းတာကိုမှဆမ်းမယ်နန်းတော်ရှိမိလာရဒီဝါရာကိုကျွန်တော်ပြောပြယရနာခဏပါရဲ့နဲ့မော်တော်ကားလေးစီမဲစင်ရတာနာမလဲမင်းမွေးမှာသွားမယ်အပေါင်းပါရများရဲ့နဲ့ကောင်းတာလို့မှဆမ်းမယ်နန်းတော်ရှိလာကြတတိဝါရာကိုကျွန်တော်ပြောပြပါမယ်စိတ်လိုရင်စိတ်ဖြစ်ရမယ်အိမ်လိုရင်ဖြစ်ရမယ်ကွယ်လူစိတ်တဟာလောကမျက်စုံကွယ်ရွှေလိုရင်ရှင်ဖြစ်ရမယ်ဝင်းလိုရင်ဝင်းဖြစ်ရမယ်ကွယ်လူစိတ်တဟာလောကမျက်စုံကွယ်ဩချစ်တဲ့ဤစာဆွဲလာညတော့မကြဤကံရတတ်တဲ့ဒီပမာကိုမကြကွယ်မောင်လိုရင်နာရလိမ့်မယ်ခင်လိုရင်နာပို့လိုက်မယ်နန်းတော်ရှိမိလာကြဒီဝါလာဆိုင်ခုတွန်းသွားတဲ့လူမျိုးရည်နဲ့ဆံမနိုင်မာနဲ့အမှန်တိုင်းဆိုရင်နဲ့ပစ္စည်းဥစ္စာခုတွန်းသွားတဲ့လူမျိုးရည်နဲ့ဆံမနိုင်မာနဲ့အမှန်တိုင်းဆိုရင်နဲ့သိရင်တန်ကြိမရင်နိုင်တို့ပိုင်ဥစ္စာကျွဲ